အားလုံးပဲမင်္ဂလာပါရှင်ဂျိုဆန်စေးကော်နာမှာကြိုဆိုပါရစေဒီနေ့ကတော့ ipode ဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ ipode မှာအသုံးပြုနေရဘယ်နှနည်းရှိလဲဆိုတော့နှစ်နည်းရှိတယ်လို့မှတ်ထားပြီးပါအဲ့တော့အာတရှိက A နဲ့ B နဲ့ဆိုပြီးခွဲပြီးထားတယ်ပေါ့နော် ipode မှာအရင်ဆုံးပထမ A ကကြတော့စန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာသုံးတယ်အဲ့တော့သူကဘာနဲ့တူလဲဆိုလို့ရှိရင်အရှိမတရှိရှင်းပြခဲ့တဲ့ Hammond ဆိုတဲ့ grammar နဲ့အတူတူပဲအသုံးပြုနေရပါတော့ Hammond ဆိုတဲ့ grammar နဲ့ ipode ရဲ့အသုံးပြုနည်းပထမတစ်ခုနဲ့ကအတူတူပဲဒုတိယတစ်ခုကပဲချိန်မှာသုံးလဲဆိုတော့တစ်ချိန်တည်းမှာပဲမတူတဲ့အရာကိုလုပ်တယ်ဆိုတဲ့အခါမှာသုံးတယ်တစ်ချိန်တည်းမှာပဲမတူတဲ့အရာကိုလုပ်တယ်ဆိုတဲ့အခါမှာသုံးတယ်ပေါ့နော်အဲ့တော့ဥပမာလေးကိုတစ်ချက်ကြည့်ပေးမယ်ပေါ့နော်အဲ့တော့တရှိကအပေါ်ကစန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာသုံးတယ်ဆိုတော့ Hammond နဲ့တူတဲ့ grammar ကိုတော့တစ်ချက်ထပ်ပြီးတော့မရှင်းပြဘူးဒုတိယတစ်ခုကိုထပ်ပြီးရှင်းပြပေးမယ်ပေါ့နော်တစ်ချိန်တည်းမှာပဲမတူတဲ့အရာဆိုတာဘယ်လိုအရာမျိုးလဲဆိုတော့ဥပမာဝကြလေးကိုကြည့်မယ်ခါရီဝဆိုတာသူဒီကျောရှိတိုရှတဲ့ကျောရှိဆိုတာကကျောင်းဆရာတိုရှတဲ့ဆိုတာအဖြစ်နဲ့အနေနဲ့သူကကျောင်းဆရာအဖြစ်နဲ့ဟာတာရာအီတဲအီရုအလုံးလုံးတဲ့အီပိုတဲ့တစ်ဖက်မှာလေအဲ့သူကကျောင်းဆရာအဖြစ်နဲ့အလုံးလုံးတဲ့တစ်ဖက်မှာလေတရှိဘာသာပြန်တဲ့အခါမှာဆိုလို့ရှိရင်တော့စီပြောင်ပြန်တယ်သူကကျောင်းဆရာလေးလုပ်တဲ့တစ်ဖက်မှာလေနောက်ခန်းကြီးကဘယ်လိုဖတ်လဲဆိုတော့Isha လို့ဖတ်မယ် Isha ဒေမူအာဒီမတ်ကဆရာဝန်လေးပဲဖြစ်ပါတယ်အဲ့တော့သူကကျောင်းဆရာလေးလုပ်တဲ့တစ်ဖက်မှာလည်းဘာလဲလုပ်လဲဆရာဝန်လေးဖြစ်တယ်ဆရာဝန်လေးလုပ်တယ်ပေါ့နော်အဲ့တော့တစ်ချိန်တည်းမှာပဲမတူတဲ့ຢာကိုလုပ်တယ်ဆိုရင်တော့ ipode ကိုသုံးပေးရမှာဖြစ်ပါတယ်အဖတ်စာစောက်ထဲမှာလည်းပါလိမ့်မယ်ပေါင်မောက်ခကြီးကသူ့ဒေသနာအသစ်ကိုရင်ဆိုင်ဖြည့်ရှင်နဲ့တစ်ဖက်မှာလည်းရင်ဆိုင်ဖြည့်ရှင်းတဲ့တစ်ဖက်မှာလည်းចောင်းသားတွေကိုဘာလုပ်လဲဆိုတော့စောင့်ရှောက်ပြီးအဲ့တော့ပေါမောက္ခကြီးကသူကတစ်ချိန်တည်းမှာပဲမတူတဲ့အရာကိုလုပ်တယ်ဘယ်လိုအရာမျိုးလုပ်လဲဆိုတော့ဖတ်စာစောက်ထဲမှာရေးထားတာကကြတော့သူတေသနာအစ်စ်ကိုလည်းလုပ်တယ်နောက်ထပ်မတူတဲ့အရာကဘာလဲဆိုတော့ចောင်းသားတွေကိုလည်းစောင့်ရှောက်ပြီးတယ်ဒီလိုပုံစံမျိုးခါမှာသုံးပြရပါမယ်အဲ့တော့ပြန်ပြောပြပါမယ် ipode ကဘယ်နှနည်းရှိလဲဆိုလို့ရှိရင်အသုံးပြုနည်းကနှစ်နည်းရှိပါတယ်ပထမတစ်ခုကစန့်ကျင်ဘက်ကိုဖော်ပြတဲ့အခါမှာသုံးတယ်ဒုတိယတစ်ခုကတစ်ချိန်တည်းမှာပဲမတူတဲ့အရာကိုလုပ်တယ်ဆိုတဲ့အခါမှာသုံးတယ်ပေါ့နော်grammar pattern လေးကအတူတူပဲဘာနဲ့အတူတူပဲလဲဆိုတော့အရှိကသင်ခဲ့တဲ့ Hammond နဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့ Hammond grammar pattern ကိုရပြီဆိုလို့ရှိရင်တော့ ipode ရဲ့ grammar pattern ကိုလည်းရမှာဖြစ်ပါတယ်